နေ့ကဒူးရင်နီဈေးတန်းကနေဝယ်လာတဲ့ဒူးရင်နီကိုခွဲစားပါမယ်အားလုံးပဲလိုက်ကြည့်ပြပါအောင်ရှင်ဒါတော့ကိုယ့်ရဲ့မခွက်တဲ့စကင်းနဲ့ခွဲနေတဲ့ဒါဒူးရင်နီခွဲတာပေါ့နော်ဒူးရင်နီခွဲနီမြန်မာငွေနဲ့ဆိုရင်9000ဝန်းကျင်လောက်ပဲကျသွားတာပါမြန်မာငွေအများကြီးပါနေတော့ဒီမှာကြည့်လိုက်အစီဆိုတော့လေးပဲဒါပဲဒီဒီစီပြကန်တာပဲစီလေတော့လေးပဲပါတာပါကိုသားမွားရ